polyester ပေါ့နော်အဲ့ဒါကိုပြောတာနောက်ထပ်ချီမျိုးစားနဲ့ရောပြီးတော့2မျိုး3မျိုးရောပြီးရက်လို့လည်းရတယ်ဒါမှမဟုတ်2ရောင်3ရောင်အဲ့လိုမျိုးလေးလည်းရက်ကြတယ်ဆိုတော့ကုမ္ပဏီကပဲပါချီသုံးထားလဲဘယ်လောက်သုံးထားလဲအဲ့ဒါသိပါfashion designer တယောက်လုပ်မယ်ဆိုရင်ပုံဆွဲကျွမ်းကျင်တာထက်ဒီအင်ဂျီတွေကိုချုပ်လုပ်တဲ့အပိုင်းပို့ပြီးတော့မှကျွမ်းကျင်ရတယ်ဆိုတော့ဒီအင်ဂျီတွေကိုလက်တွေ့အကောင်အထည်ပေါ်လာဖို့ရအတွက်ကဒီပိတ်စတွေကိုကန်ရတာဖြစ်တဲ့အတွက်ဒီပိတ်စတွေအကြောင်းကိုပို့ပြီးတော့မှသိရတယ်ပုံဆွဲပစ္စည်းအကြောင်းတွေပုံကိုလှအောင်ဘယ်လိုဆွဲရမလဲဆိုတာတွေကိုသိတာကြတော့ပုံဆွဲတတ်တဲ့လူပဲဖြစ်လိမ့်မယ်ဆိုတော့ဒီပိတ်စတွေအကြောင်းတွေသိတယ်ချုပ်လုပ်တတ်တယ်ဆိုတော့မှဒီ fashion designer ဖြစ်မယ်ပေါ့နော်ဆိုတော့အဲ့နှစ်ခုကိုကိုပြပြလေးသိဖို့လိုတယ်အခုပြောပြနေတဲ့ဗီဒီယိုလေးကဒီ fabric အကြောင်းပြောပြသင်ပြထားတဲ့ဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးဆိုရင်ဒီ basic skirt နဲ့မြန်မာအင်ဂျီအတန်းမှာပေါ့နော် basic အတန်းမှာပါတယ်ဆိုတော့အဲ့အကြောင်းကလေးမသိမဖြစ်သေးလားကျတော့ fashion designer တွေအတွက်ဆိုရင်လည်းလုံးဝမသိမဖြစ်ဆက်ချုပ်တမားလုပ်မယ်ဆိုရင်လည်းဒီပိတ်စကိုင်းရမှာဖြစ်တဲ့အတွက်ဒီပိတ်စအကြောင်းဒီမသိမဖြစ်ကုံပြောရမယ်ဆိုရင် fashion illustrator ရဲ့ကျွမ်းကျင်ရသည်ဒီပုံဆွဲပစ္စည်းတွေနောက်ပြီးတော့ပုံဆွဲကျွမ်းကျင်တာမျက်စိသက်ပဒါသားဖြစ်အောင်လို့လက်ပအောင်လို့ဆွဲတဲ့နေရာမှာကျွမ်းကျင်တယ် fashion designer ကကြတော့အဲ့ဒါတွေကိုကျွမ်းကျင်တာမဟုတ်ဘဲနဲ့အဲ့ဒါတွေကိုသိရမယ်သိပြီးတော့မှဒီအကြောင်းတွေအကြောင်းပုံဆွဲရင်ဘယ်လိုဖြစ်လာမယ်ဆိုတဲ့ဟာတွေကိုsketch လောက်တော့ဆွဲတတ်ရမယ်နောက်ပြီးတော့အကြောင်းတွေပေါ့နော်အကြောင်းတွေကို fashion illustrator လောက်ကိုယ်တိုင်မစတတ်ဘူးဆိုရင်တော့မှဒီfabric swatches တွေနဲ့ပေါ့နော်အဲ့ဒါတွေကိုဘာလေးလုပ်ပြီးတော့ဘယ်လိုဆက်မယ်ဘယ်လိုဆက်ပြီးတော့မှချုပ်မယ်ဆိုတာတွေကိုအယောင်လေးနဲ့အကျမ်းမှာခြယ်ပြီးတော့လုပ်တာပဲဖြစ်ဖြစ်လုပ်တတ်ရတယ်ဒီပိတ်စတွေအကြောင်းကိုအခြေခံမြန်မာစကတ်အတန်းမှာရဲ့အခြေခံမြန်မာအင်ဂျီအတန်းမှာရဲ့တင်ပြပေးထားတယ်ပိတ်စအကြောင်းတွေလည်းသိချင်တယ်ဒီချုပ်နည်းလုပ်နည်းတွေလည်းလက်တွေ့လေ့လာခြင်းနဲ့ဆိုရင်တော့ဒီနှစ်တန်းကို join လို့ရပါတယ်